ဒီမိကုံးလေးကတလုံးနဲ့ကံရောညံရောမေးလိုက်တာမိကုံး၃ခုပေါင်းလိုက်ရင်ကံနဲ့ညံနဲ့2မျိုးရတယ်နံပါတ်1က၅ပါးတိလှနဲ့တရဏဂုံလုံညုံရင်အပယ်၄ပါးမှလွတ်သလားနံပါတ်2ကပညာပရမတ်မကွဲတက္ကရာဒိဋ္ဌိတဏ္ဍနဲ့အပယ်ချနိုင်သလားနှစ်နံပါတ်3ကတမ္ပထဝိပဿနာမှာမလို့ရင်အပယ်၄ပါးမှလွတ်နိုင်သလားသူမေးခြင်းတဲ့မိကုံး3ချက်အဲ့တော့နံပါတ်1၅ပါးတိလှနဲ့တရဏဂုံကိုလုံရင်အပယ်၄ပါးမှလွတ်ပါတယ်ဒါမဲ့လို့လုံနေဆိုတဲ့နေရာမှာ၅ပါးတိလှကိုဒီနေ့ယူပြီးတာနဲ့တပြိုင်တည်းနောက်နှစ်ပေါင်းများစွာမကျိုးတော့ဘူးဆိုတဲ့အဆင့်မျိုးကိုပြောတာအဲ့ဒါကိုသောတာပန်အလားလို့ပြောတာနောက်တရဏဂုံ၃ပါးလည်းဗုဒ္ဓသရဏံဓမ္မသရဏံသံဃာသရဏံကိစ္ဆာမိလို့တိဆောက်ပြီးတာနဲ့တပြိုင်တည်းအခြားသောကိုးကွယ်ရဘယ်အရာကိုမှမယုံကြည်မကိုးကွယ်တော့ဘဲနဲ့အမြဲတမ်းတရဏဂုံ၃ပါးသာလျှင်မိမိရဲ့ယင်ထဲမှာထာဝရအမြဲတစေကိုးကွယ်စိကပ်ပူဇော်နေခြင်းမျိုးကိုဆိုလိုတာအဲ့တော့၅ပါးတိလှလည်းခါဝပစိုးလို့မြန်မာစကားလုံးတရဏဂုံ၃ပါးကလည်းအဲ့ဒီလိုပဲအမြဲတမ်းလုံခြုံပြီးတော့ထိရင်တွေးလိုက်တိုင်းမှာမိမိရဲ့တန်တန်မှာတရဏဂုံရှိတယ်၅ပါးတိလှရှိတယ်တေးအမှမကြောက်ဘူးဆိုတဲ့စိတ်မိမိရင်ထဲမှာကိန်းအောင်နေတဲ့အဆင့်မျိုးတည်အပယ်၄ပါးမှာလွတ်တယ်ဘာလို့လွတ်တာလဲလွတ်တယ်ဆိုတာအပြီးလွတ်တာပြောတာမဟုတ်ဘူးမကြတော့တာတဘဝနှစ်ဘဝသုံးဘဝ၄ဘဝမကြတာအဲ့ဒါမကြတော့တာအဲ့ဒီလိုပယ်၄ပါးလွတ်ပြီးတော့နတ်ပြည်ကနေနေပြီးတော့နတ်ပြည်မှာတက်တန်းရှိနတ်ရပြီးတော့ဘဝကိုရပြီးတော့ဖျားပွင့်တာနဲ့ကြုံပြီးတော့သစ္စာတရားနာပြီးတော့သောတာပန်တီးသွားတဲ့ပုံကိုမျိုးတွေလည်းအများကြီးပဲအဲ့ဒါကိုလွတ်တယ်လို့ပြောတာအပြီးပိုင်လွတ်သွားတာမဟုတ်ဘူးနောက်ထပ်တစ်ပံသစ္စာတရားကိုပြန်နာအောင်မယ်သောတာပန်ဖြစ်ဖို့ကြိုးစားအောင်မယ်အေးဒီနေ့ခေတ်တရဏဂုံစောက်တည်တာနဲ့၅ပါးသီလဒီနေ့ယူပြီးတော့ခဏနေကြိုးတယ်ခဏနေတစ်ခုပြန်စောက်တည်ရတဲ့ပုံစံမျိုးကိုတော့ဘလို့နည်းနဲ့မှမလွတ်နိုင်ဘူးတခါယူပြီးတာနဲ့မကြိုးတော့ဘူးမဖြတ်တော့ဘူးဒီဟာမှတပါအခြားကိုယ်ွယ်ရမရှိဘူးဆိုတဲ့အဆင့်မျိုးကိုမိမိကတိဆောက်ထားနိုင်တယ်ဆိုရင်တော့လွတ်ပါတယ်တွေးလိုက်တိုင်းမှာလည်းငါမှာဘုရားတရားတန်ခါရှိတယ်၅ပါးသီလငါအသက်နဲ့လဲပြီးတော့၅ပါးသီလကိုကြည်ညိုပြီးတော့ယုံကြည်ပြီးတော့တိဆောက်ထားတယ်ဆိုတဲ့အဆင့်မျိုးဆိုရင်တော့အပယ်ဒီဘဝသိရင်အပယ်လွတ်တယ်ဒါတစ်ချက်နောက်တစ်ချက်ကပညာပရမတ်တက္ကရာဒိဋ္ဌိတဏ္ဍအပယ်ချနိုင်သလားလို့မင်းအပယ်ချတယ်ဘာလို့လဲတက္ကရာဒိဋ္ဌိဒါဆိုရင်တက္ကရာဒိဋ္ဌိမှာ2မျိုးပြောတရားရှိတယ်တက္ကရာဒိဋ္ဌိရဲ့ထူးခြားပုံဘာထူးခြားလဲလို့မင်းတက္ကရာဒိဋ္ဌိရှိတယ်လူပြည်နတ်ပြည်ပြမပြည်တော့ရောက်နိုင်တယ်တက္ကရာဒိဋ္ဌိရှိတယ်အပယ်၄ပါးကိုရောက်နိုင်တယ်သူ့ရဲ့ထူးခြားပုံအဲ့တော့တရားမင်းဥမာကတော့ကြည်တက္ကရာဒိဋ္ဌိတဏ္ဍနဲ့တောင်လင်းသားနတ်ပြည်ကိုရောက်တယ်တရားမင်းဘဝရတယ်တက္ကရာဒိဋ္ဌိတဏ္ဍအဲ့ဒီကနေပြီးတော့တက်တန်းရှည်ပြီးတော့ခုဗုဒ္ဓဂေါတမမြတ်စွာဘုရားရဲ့သာသနာမှာမြတ်စွာဘုရားရဲ့တရားတော်ကိုနားပြီးတော့သောတာပန်တည်တယ်ဒိဋ္ဌိဝိသိကိစ္စအပိပိုင်ပြုတ်တယ်အခုတော့သောတာပန်နတ္တဖြစ်တယ်အဲ့ဒါကဒီတက္ကရာဒိဋ္ဌိရဲ့ထူးခြားပုံအဲ့တော့တက္ကရာဒိဋ္ဌိရှိတယ်လူပြည်နတ်